အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ပြည်တွင်းစစ်ပွဲတွေလက်နက်ကင်ပဋိပက္ခတွေတော်လှန်ရေးတွေမှာရခိုင်ကလည်းအသုံးပြုခဲ့တယ်ယခုချိန်ထိလည်းအသုံးပြုနေဆဲဖြစ်တဲ့အရာဝတ္ထုတစ်ခုအကြောင်းကိုကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ရအောင်အဲ့အရာကိုဆိုဗီယက်ယူနီယံရဲ့အင်ဂျင်နီယာတဦးဖြစ်တဲ့မီခေကိုလာရှင်ရဲ့ခါက1948ခုနှစ်မှာစတင်ဒီဇိုင်းဆွဲပြီးတော့စမ်းသပ်ခဲ့ပါတယ်စမ်းသပ်ပြီး2နှစ်ကြာ1949ခုနှစ်မှာစတင်တရားဝင်ထုတ်လုပ်ပြီးတော့အသုံးပြုခဲ့ပါတယ်အဲ့ဒီရောက်ထုနာမည်ကတော့ကျွန်တော်တို့ AK47 ပဲဖြစ်ပါတယ်ဒီ AK47 ဟာချိန်မွေး rifle ထဲမှာအိုက်ခါကဖျားအပြင်းဆုံးရာသီဥတုဒဏ်ခံနိုင်ဆုံးမြည်သည့်စစ်မြေပြင်မှာမဆိုတိုက်ပွဲဝင်နိုင်စွမ်းအကောင်းဆုံး rifle တစ်လက်ပဲဖြစ်ပါတယ် AK ရဲ့ရှေ့ကတော့ဒီရုရှားဘာသာရ Avtamov Kalashnikov ဆိုတဲ့အမည်ရပါတယ်အဲ့ဒါကတော့ဒီ Kalashnikov ရဲ့ချိန်မွေး rifle လို့အမည်ရပါတယ်နောက်က47ကတော့စတင်ဒီဇိုင်းရွေးဆွဲတဲ့နှစ်ကိုကိုစားပြုပြီးတော့ AK47 လို့ခေါ်ခဲ့ရတာဖြစ်ပါတယ် AK47 ကိုထုတ်လုပ်ဖို့ကုန်ကျစရိတ်ကလည်းနည်းပါးပြီးတော့ကမ္ဘာတဝန်းမှာလည်းအလွယ်တကူဝယ်ယူနိုင်ပါတယ်ဒီတနက်ကိုလေ့ကျင့်မှုနဲ့စစ်သားတွေအတွက်တောင်အသုံးပြုရလွယ်ကူပါတယ် AK47 ဟာကမ္ဘာပေါ်မှာအများဆုံးနဲ့ပြန့်နှံ့သုံးစွဲနေတဲ့တနက်တစ်မျိုးဖြစ်ပါတယ်ခမန်းကြီးအပြင်တန်း100နီးပါးလောက်ထုတ်လုပ်ခဲ့ပြီးတော့ဒီတနက်ဟာစစ်ပွဲတွေတော်လှန်ရေးနဲ့လက်နက်ကင်ပဋိပက္ခတွေမှာအများဆုံးအသုံးပြုခဲ့ပါတယ်ဒါကြောင့်မို့လို့လဲ AK47 ဟာလွတ်လပ်ရေးတိုက်ပွဲတွေပြည်တွင်းစစ်ပွဲတွေမှာတင်ငေတတစ်ခုအနေနဲ့ရပ်တည်ခဲ့ပါတယ်ဒါအပြင် AK47 ဟာစစ်ပွဲတွေနဲ့ပဋိပက္ခတွေမှာအများဆုံးသုံးခံရတဲ့လက်နက်ဖြစ်တဲ့အတွက်ကြောင့်လူသားချင်းစာနာမှုဆိုင်ရာပြဿနာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒီလူသက်တွေများစွာဆုံးရှုံးစေခဲ့တဲ့လက်နက်အဖြစ်လည်းဝေဖန်ခြင်းခံခဲ့ရပါတယ်အဆုံးမှာတော့ AK47 ဟာစစ်ရေးနည်းပညာရဲ့သမိုင်းမှာရေးပါတဲ့လက်နက်တစ်မျိုးဖြစ်ပြီးကမ္ဘာနိုင်ငံရေးနဲ့လူမှုရေးပေါ်ကြီးမားတဲ့တက်ရောက်မှုတွေရှိခဲ့ပါတယ်ဒီတနက်ရဲ့ဒီဇိုင်းနဲ့လွှမ်းမိုးမှုတွေဟာယနေ့ထိတိုင်ဆက်လက်တည်ရှိနေသက်ဖြစ်ပြီးတော့တနက်ကိုလည်း generation များစွာပြောင်းလဲပြီးတော့ထုတ်လုပ်ခဲ့ပါတယ်မိတ်ဆွေတို့အနေနဲ့သိချင်တာတွေရှိရဆိုရင်လည်းcomment မှာမေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်